တိတ်တကူပန်းပွင့်နေဆိုတာကတဘာဝပါခင်အလှကြည့်ခံခြင်းလို့ပန်းစင်မာစီရည်စူးပြီးဖူးပွင့်မစင်ခင်ကြရင်အညာကိုချူခင်မြင်လို့ရင်ပန်းခြင်းပန်းပေါ့မပန်းခြင်းခင်မကြိုက်တော့လေပြစ်လိုက်ပေါ့နော်ခင်စင်ခြင်းမစင်မာတော့ခင်ရဲ့မမြင်လို့ပဲဖြစ်ဖြစ်မကျင်လို့ပဲဖြစ်ဖြစ်တည့်ရွယ်ကျူတည့်ရွယ်ကြမှာခင်သွားရင်ချနံပြီးခင်မွေးရင်စိတ်ပျော်ရွှင်လို့ခင်မမြင်ခင်မကြည့်ပေမဲ့ခင်သိရင်စိတ်ကြည်နေပါရဲ့ရွက်ချက်ဆိုကျူအကြမှာပဲခင်ရဲ့ပွင့်သွားတာပေါ့မောင်စိန်ဝင်းပတိကုံ